တချို့လူငယ်တွေအနေနဲ့အိမ်တော်ဦးစီးဘဝကိုရောက်နေတော့လည်းပဲပြည့်စုံနားလည်ကောင်းမှလည်းနားလည်မယ်ပေါ့တကယ်ဆိုလို့ရှိရင်ဒီဥစ္စာတွေကအလုံးစုံကိုသိတော်မူတဲ့တပ်ပြုတဉာဏ်နဲ့ကြည်ပြီးတော့ဟောထားတာဖြစ်တဲ့အတွက်ကြောင့်လိုလေသေးမရှိပြည့်စုံတဲ့လမ်းညွှန်ချက်တွေပဲတပ်ပြုတဉာဏ်ကိုတကယ်ယုံကြည်တယ်ဆိုရင်ဒါတွေကတန်ဖိုးဖြစ်လို့မရဘူးနော်တကယ်ကြီးပွားဖို့ချမ်းသာဖို့ပြည်လည်ဖို့အစဉ်ပြေဖို့အတွက်လိုက်နာကျင့်သုံးတဲ့အလွန်ကျေးဇူးများတဲ့အကြောင်းတရားတွေပေါ့ဟုတ်လားအဲ့ဒါလို့ဆိုရင်လင့်ဝတ္တရား၅ပါးဘာတွေတော့မထေမဲ့ကင်းအနှင်းဥစ္စာမိစ္ဆာမမဝတ်စားဆင်ရဲ့မျက်နှိုးကျင်ငားရင်လင်ကျင့်ရဝိနည်းဩဇာသူတိခိတော်တုံးကသင်္ဃလောဝါဒသုတ်တံကိုဘုန်းဘုန်းတို့ပြောခဲ့တယ်နော်အဲ့ဒီတုန်းကဒါလေးတွေအကျဉ်းမြင့်လေးတွေပြောရရှိတယ်ဟုတ်လား၅ပါးအဲ့ဒါလေးကိုနည်းနည်းလေးဝေဖန်တဲ့အနေလေးနဲ့ထဲထဲဝင်ဝင်စဉ်းစားကြည့်သေးခြင်းမထေမဲ့ကင်းဆိုတာဘာပြောတာတော့အထင်မသေးရဘူးတဲ့နော်ကိုချစ်လို့ယူထားတဲ့ကိုဇနီးမယားကိုအထင်သေးတဲ့စိတ်မရှိရဘူးနော်မထေမဲ့မြင်မလုပ်ရဘူးထက်တာလူဆိုတာကအတူတူနေပါများလာလို့ရှိရင်ယောက်ျားလေးကလည်းမိန်းကလေးကိုထင်သေးတာရှိသလိုမိန်းကလေးကလည်းယောက်ျားလေးကိုထင်သေးတာတွေရှိတာပဲအတူနေတာကြားလာပြီဆိုတဲ့အခါကျတော့ဘာဖြစ်လာတော့ချွေးရင်းချက်လေးတွေမြင်လာတာပေါ့နော်မဟုတ်တာလေးတွေကမြင်လာတာပေါ့ဟိုတနေ့တောင်ဘုံဘုံမဟာဗောဓိမြိုင်ဆိုတော်ဘုရားကြီးအဲ့ဒီအကြောင်းလေးရေးထားတဲ့စာတစ်ပုဒ်ကိုဖတ်တော့တော်တော်သဘောကျမိတယ်မရခင်တော့ကတော့ဟန်နေနဲ့တယောက်ကိုတယောက်လိန်ကြတာတဲ့ဟန်နေနဲ့လိန်ကြတာစပြီးတော့သမီးသားဘွားတဲ့စယောက်ျားလေးကလည်းလိန်တာမိန်းကလေးကလည်းအလိန်ခံနေတာအဲ့တော့ကိုယ့်ရဲ့ပင်ကိုယ်သဘောတွေကိုယောက်ျားလေးကလည်းဖုံးဖိပြီးတော့လိန်တယ်မိန်းကလေးကလည်းသူ့ပင်ကိုယ်သဘောကိုဖုံးဖိပြီးတော့လိန်တယ်ဒါပေမဲ့ရသွားပြီဆိုတဲ့အခါကျတော့အဲ့ဒီအလိန်ကကြာမလိန်နိုင်ဘူးတဲ့အကုန်းကအကုန်းတိုင်သွားတယ်အကော့ကအကော့တိုင်သွားတယ်ဘလောက်ဖိလို့မှလည်းမရတော့ဘူးအလွန်လဲရေးတတ်တယ်အရှင်တော်ကြီးကဟုတ်လားအဲ့တော့ပြောရင်ပါတော့အနည်းကြာလာတဲ့အခါကျတော့ကျွင်းချက်ဆိုတာကုထုဇဉ်လူသားတွေရှိတာပေါ့ရှိတဲ့အခါကျတော့ဘာဖြစ်တော့ထင်သေးပြီဆိုလို့ရှိရင်ဒါပြေလည်ဖို့မလွယ်တော့ဘူးဒီဥစ္စာတင်မို့မြတ်စွာဘုရားဒါကိုရှေ့တန်းကနေတင်ထားတာမထေမဲ့ကင်းမထေမဲ့မြင်မပြူနဲ့အထင်မသေးနဲ့တော့တန်ဖိုးထားရမယ်ပေါ့နော်ကောင်းတာကိုမြင်ပြီးတော့တန်ဖိုးထားရပြီးတော့ဗါတယ်လို့အနှင်းဥစ္စာပစ္စည်းကိုအနှင်းရကိုယ့်ရဲ့ယောက်ျားလှုပ်ရှားကိုင်းစားကိုတိမရဘူးဆိုဒီမိန်းမအလွန်ခါရခက်မယ်ပေါ့နော်ဒါလည်းပြည်လဲဖို့မလွယ်ဘူးဒီဝတရားမကြည်လို့ရှိရင်ဟုတ်လားပြီးတော့ဗါတော့မိစ္ဆာမမှားဒီတော်ကြီးမဖောက်ပြန်ရဘူးဟုတ်လားဝတ်စားဆင်ရင်ကိုယ့်ရဲ့အမျိုးသမီးကိုအဝတ်စားပါညာဝယ်ပေးရဒီဥစ္စာကအမျိုးသမီးဝတ်တဲ့ဥစ္စာကိုအမျိုးသမီးကပို့ပြီးတော့နားလေတာပေါ့ဘာဖြစ်လို့ယောက်ျားလေးကိုမြတ်စွာဘုရားဝတ်စားဆင်ရင်လို့ပြောရတယ်လေကိုယ့်ရဲ့မျက်နှိုးမှုကိုတက်တည်ပြစေခြင်းတဲ့သဘောလို့ဘုံဘွားကတော့အဲ့လိုနားလေတယ်သူမဝယ်တဲ့လို့မဟုတ်ဘူးနော်ကိုဝယ်ပေးတယ်ဆိုတဲ့ဥစ္စာကကိုယ့်ရဲ့မေတ္တာကိုပြတာကိုယ့်ရဲ့စေတနာကိုပြတာပေါ့နော်ကိုယ့်မျက်နှိုးမှုကိုပြတာနောက်၅ခုမြောက်ကြတော့ဘာလို့မျက်နှိုးကျင်တဲ့မျက်နှိုးကျင်နာရှိရမယ်အဲ့တော့နည်းနည်းလေးစီစစ်ကြည့်သေးခြင်းလဲဆိုတာဘာပြောတာတော့ဒီယောက်ျားလေးတွေကမိန်းကလေးတွေအပေါ်မှာနော်လင်ယောက်ျားတွေကဇနီးမယားအပေါ်မှာရှိရမယ်ဝတ္တရား၅ခုကိုကြည့်လိုက်တဲ့အခါမှာနော်၃ခုကလေးလေးစားစားတန်ဖိုးထားပြီးမျက်နှိုးချစ်ခင်ရှိရမယ်ဆိုတာကိုရည်ညွှန်းတယ်ဟုတ်တယ်